ဖြတ်လန်းကလေးတရက်လမ်းမဘက်ကိုသွားဆရာရှိလို့ကျွန်တော်အလောက်ကအပြန်ဖြတ်လန်းကလေးကနေလမ်းလျှောက်လာတယ်။အဲ့ဒီဖြတ်လန်းကလေးကကျွန်တော်ကိုလူတွေကားတွေစီကနေရှောင်ပြေးဖို့ကူညီလိုက်တာပါပဲ။ကျွန်တော်မနက်တိုင်းလှုပ်သွားရင်အဲ့လမ်းကလေးဘက်ကိုချိုးဝင်ရပြီမဲ့အဲ့ဒီလမ်းကလေးကနေလမ်းမတန်းဘက်ကိုပေါက်တယ်ဆိုတာသိတယ်။ဘာလို့လဲဆိုကျွန်တော်ငယ်ငယ်ကအဲ့ဒီလမ်းဘက်ကိုအချိန်ချင်းသွားခဲ့ဘူးလို့ပဲတော်တော်များများသုံးနေကြစကားနဲ့ပြောရရင်အဲ့ဒီလမ်းကလေးဘက်ကိုကျွန်တော်သွားတဲ့အခါက nostalgic ဖြစ်တယ်ပေါ့အဲ့ဒီလမ်းတစ်လျှောက်တဲ့အခါစာသင်ကျောင်းတစ်ကျောင်းရှိတယ်အဲ့ဒီကျောင်းမှာကျွန်တော်အမေကဆရာမလုပ်ခဲ့တာကျွန်တော်ငယ်ငယ်ကလာသားတစ်နှစ်အရွယ်လောက်ကအမေကသူစာသင်တဲ့ကျောင်းကိုခေါ်လာလေးရှိတယ်။ကြတော့ငယ်ကကျွန်တော်ကိုအိမ်မှာထိမ့်မဲ့သူမရှိလို့အမေကကျောင်းကိုခေါ်လာတယ်။မခေါ်လာရင်အိမ်နာချင်းတွေစီအပ်ခဲ့ရတယ်။ကျွန်တော်ကစကားမပြောတတ်ခင်တကယ်တည်းကကျောင်းတက်ခဲ့ရပေါ့လေ။ငယ်ကတစ်နှစ်အရွယ်လောက်ကနှကန်းထော်လို့ဆိုပြီးတော့ကျွန်တော်ဘဲကလေးလို့ခေါ်ကြမှတ်မိတယ်။ကျောင်းရှိမှလည်းဟိုတုန်းကတည်းကမုတ်ဆိုင်လေးအခုထိအိမ်ရှိမှာဖွင့်ထားတော့ပဲအဲ့အိမ်ရှိမှာထိုင်နေကြတဲ့သူတွေကိုတော့မမှတ်မိတော့ဘူးကျွန်တော်မှတ်ဉာဏ်ထဲမှာဒီလမ်းဒီနေရာဒီပတ်ဝန်းကျင်တွေဟာကိုနေထိုင်တဲ့နေရာမဟုတ်ပေမဲ့တိတ်ကိုရှင်းနေတယ်3 နှစ် 4 နှစ်လောက်ရောက်တော့မူဆိုတက်တော့မူဆိုမသားခြင်းပဲအမိเจ้าကိုပဲလိုက်ချင်နေခဲ့တာမှတ်မိတယ်ငယ်ဘဝမညံတွေကအခုလိုအသက်20ကျော်အထိနေရယူနိုင်သည်မှတ်မိနေသေးတာတော်တော်စမ်းကြယ်ရဲ့ကလေးဘဝဆိုရင်ပဲအချိန်ချင်းသွားခဲ့ဘူးလို့ထင်တယ်ဘယ်လန်းချိုးရင်ဘယ်ရောက်တယ်ဆိုတာကိုသိလို့တခါတလေကြောက်လဲဒီလိုအမှတ်တရတွေမညံတွေကတက်ကြီးလာတဲ့အခါပူတန်မိုးထားစရာဖြစ်လာပြီချစ်စရာကောင်းတယ်ဆိုတာသဘောပေါက်လာအသက်ကြီးလာတဲ့အခါငယ်ဘဝမညံတွေကိုပြန်သတိရတာဘယ်တော့မှမစင်စားဘူးတဲ့ဖြစ်ပျက်တွေနဲ့ကိုယ့်ရဲ့ကလေးမကလူကြီးမကြရောက်လာတဲ့အချိန်မှာပိုးပြီးဝမ်းနေလာမိတယ်အချိန်တွေပူလို့အပ်လာတဲ့အခါပဲဖြစ်ဖြစ်လူတွေကားတွေနဲ့ခဝေးဝေးကိုတရင်ကရှောင်ပြေးနေတဲ့အခါပဲဖြစ်ဖြစ်ကျွန်တော်ဒီဖြက်လန်းကလေးကိုဖျက်ရှောင်နေမိမှာပါပဲဟာကွေး